နေ့အဖြစ်ဘာကြောင့်မလို့ဆုံးဖြစ်ကြလဲဆိုတော့ကျွန်တော်ရဲ့ပြောဆိုဟောပြောမှုတွေဟာပြည်သူကိုဗဟိုပြုတာပြည်သူကိုဗဟိုပြုတာကျွန်တော်ဒီလိုမျိုးပေါ့ပြည်သူကိုဗဟိုပြုပြီးပြောဆိုမှုတွေနောက်ပိုင်းမှာပို့ပြီးတော့ဟိုရင်ထဲကလည်းပြည်သူကိုဗဟိုပြုပါပဲဒါပေမဲ့နောက်ပိုင်းမှာပြည်သူကိုပို့ပြီးအလေးထားပြီးတော့ဗဟိုပြုရဆိုဘာကြောင့်လဲဆိုတော့ခေတ်ချင်းနေနိုင်ငံရေးချင်းနေကျွန်တော်တို့ဟိုရွေးကောက်ပွဲလည်းပြီးပြီးဒီမိုကရေစီအခွင့်အရေးတွေလည်းရနေပြီမြန်မာနိုင်ငံမှာကျွန်တော်ပြောသလိုခင်ဗျားတို့ပြောလို့ရတယ်နော်ခင်ဗျားတို့ကအတိတ်ကအရေးမဲကြီးဖြစ်တဲ့ဦးမင်းအောင်လိုင်မျက်နှာကြီးကိုကြောက်နေတယ်ဦးမင်းအောင်လိုင်ကအရင်ကဘာကောင်းမှမဟုတ်တော့ဘူးနော်အရင်တော့ကဟိုနေရာလဲသူဒီနေရာလဲသူအခုချိန်မှာခင်ဗျားတို့မှလည်းကိုယ်ပိုင်အခွင့်အရေးရှိတယ်အခြေခံဥပဒေကပေးတဲ့အခွင့်အရေးရှိတယ်ခင်ဗျားအနေဆုံးတော့ကျွန်တော်လောက်မပြောရင်တော့မှကျွန်တော်တစ်ဝက်လောက်ခင်ဗျားပြောလို့ရနေပြီဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တစ်ဝက်မဟုတ်ပါဘူး85ရက်ကတော့ခင်ဗျားပြောလို့ရနေပြီဒီမိုကရေစီခက်ကိုရပြီအဲ့တော့ကဲမောင်မောင်ပြောတာတွေဟုတ်ပါတယ်မောင်မောင်ပြောတာတွေထောက်ခံပါတယ်မောင်မောင်ပြောတာတွေမှန်ပါတယ်ဆိုတဲ့လူတွေဒါတွေရောအမှန်တွေပဲလားဒါတွေရောအမှန်တွေပဲလားခင်ဗျားတို့သိထားပါခင်ဗျားတို့ကြားတဲ့ကိုဒီလိုပုံစံနဲ့ပဲသူတို့ကဝင်လာပြီခင်ဗျားတို့တွေကြားတဲ့ကိုသွေးခွဲလို့ရအောင်လုံးမဲ့စကလုံးကဒီတိုင်းပဲလာပါပဲမင်းအောင်လိုင်ကိုဝေပြန်ပြပြီးတော့မင်းအောင်လိုင်ကအရင်တော့လို့အရင်တော့လို့မျိုးမယုံပါအရင်တော့လို့မျိုးခင်ဗျားတို့တင်တယ်လို့မဟုတ်တော့ပါဘူးဒီမိုကရေစီရနေပြီတဲ့ခင်ဗျားတို့ဝေဖန်လို့ရပြီလွတ်လပ်စွာသဘောထားကွဲလွဲလို့ရပြီဆိုတဲ့အရာတွေပြောသွားတယ်ကြည့်လိုက်အမေစု82နှစ်ပြည့်မွေးနေ့မှာနှင်းဒီပန်းဝယ်တဲ့လူတွေနှင်းဒီပန်းပန်တဲ့လူတွေကိုဖမ်းနေတယ်ဒါရဒီမိုကရေစီ82နှစ်81ဆိုတဲ့တနစ်မဟုတ်81ဆိုတဲ့ကုမ္ပဏီက81သူတို့ရဲ့ယူနီဖောင်းဝတ်ပြီးတော့ဒီအားကစားလောက်တာဗျာဒါကိုရိုက်နှက်ပြီးဖမ်းနေတယ်ခင်ဗျားတို့ပြောတဲ့ခင်ဗျားတို့ထောက်ခံတဲ့ခင်ဗျားတို့လေးစားပါတယ်ဆိုတဲ့ခင်ဗျားတို့ဝင်းရံနေတဲ့မောင်မောင်ပြောတဲ့စကားတွေကအမှန်တွေပဲလားအာနာကျင်ဆိုတဲ့လူကဘယ်တော့ခါမှပြောင်းလဲလာမှာမဟုတ်ဘူးအာနာကျင်ဆိုတာဒီကျွန်တော်တို့ကအမြင့်ဖြတ်ယူအမြင့်ပြုတ်ယုံကလွဲရင်ဘာမှလီလန်းမရှိတော့ဘူးနှစ်ပေါင်းများစွာအာနာကျင်ရဲ့စကလုံးတွေကိုခင်ဗျားတို့ကယုံအောင်လာတာမောင်မောင်ဆိုတဲ့ကောင်ကြောင့်ခွေးတကောင်လေးကြောင့်ကျွန်တော်တို့ညီကိုတွေဆိုတဲ့လူတွေရံပြစ်ရတာချက်เสียရလဲကောင်းလုံးတယ်ခွေးရခွေးပဲလူဖြစ်လာမှာမဟုတ်ဘူးအခုတော်လည်းရေးမှာတကယ်ပါဝင်နေတဲ့လူတွေအများကြီးပဲအဲ့ဒါကိုဘောမတလန်ကောင်းစဉ်တက်ပြီးဝိုင်းဆဲနေကြတယ်အောက်တန်းကြတော့ထောက်ဖို့ကောင်းတော့ဒီနာမည်တက်ထားတဲ့သူတွေရောပေါ့စောက်ချက်လေးမချိကြဘူးလားခွေးတကောင်ကြောင့်ကြံဖြစ်နေရတာ